听里估计会呀。 ကိုကမန်နေရက်နဲ့ဘာမှမဖြေရှင်းတော့ဘူးဘာမှမတုံ့ပြန်တော့ဘူးဆိုတိုင်းသူတို့အနိုင်ပေးလိုက်တာလည်းမဟုတ်ဘူးကိုမှားနေလို့လည်းမဟုတ်ဘူးကိုကအရန်တုံးနေအားနေလို့လည်းမဟုတ်ဘူးသူတို့မှားနေမှန်းလည်းသိတယ်သူတို့ကိုဘောတန်မိုးမထားဘူးဆိုတော့လည်းသိတယ်ဒါပေမဲ့တိတ်တဆိတ်ပဲကိုဘက်ကဘာမှမပြောဘဲနေလိုက်တာသူတို့ကိုပေးလိုက်တဲ့အကောင်းဆုံးအဖြစ်ပဲသူတို့လိုလူမျိုးတွေနဲ့ဖတ်ဖြစ်ရတာမတန်လို့အဲ့လိုမျိုးတိခံတတ်တဲ့သူတွေရဲ့နှလုံးသားကတိတ်ပြီးညံ့လွန်းလို့လူသားချင်းစာနာတတ်လွန်းလို့လူပြီးသားတဲ့စိတ်ရှိနေလို့တစ်ဖက်လူကိုသူတို့လို့သူတို့ပြန်တုံ့ပြန်ရတာသူတို့နဲ့ဖတ်ပြိုင်ပြီးဖြစ်ရတာကျန်တဲ့စကားလုံးတွေမကောင်းတဲ့လုပ်ရက်တွေလုပ်ရတယ်ဆိုတာအရန်ကိုလွယ်ပါတယ်အဲ့တော့အဲ့လိုတိခံတတ်တဲ့သူတွေကိုပြန်တုံ့ပြန်မလားဆိုတဲ့စိတ်နဲ့မကောင်းတဲ့လုပ်ရက်တွေလုပ်နေလေသူတို့စီရပြန်ရမယ်ဖြစ်ရတော့တိတ်ဆိတ်ခြင်းပဲဖြစ်ပါတယ်